ခုကောဇာတက္ကရာ1388ခုနှစ်တနစ်သာအတွင်းမှာအောက်ကြာနေဘွားမိတ်ဆွေများအတွက်ယခုကောဇာတက္ကရာ1388ခုနှစ်တနစ်သာအတွင်းမှာမိတ်ဆွေများတွေ့ကြုံရမယ်ဘဝကံအနေထားတွေကောင်းခြင်းတရားတွေဆိုခြင်းတရားတွေဘယ်လိုအခြေအနေမျိုးလေးတွေတွေ့ကြုံရမလဲဆိုတာဇာတာရှင်များကိုယခုကောဇာတက္ကရာ1388ခုနှစ်တနစ်စာဟောစတန်ကိုအကြံပြု၍ဟောပြောပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တောက်ကြနေဘောမိတ်ဆွေဇာတာရှင်များအနေဖြင့်ယခုကောဇာတက္ကရာ1388ခုနှစ်တနစ်တာအတွင်းမှာဆိုရင်မိတ်ဆွေများအနေဖြင့်မိသားစုအတွင်းလုပ်ငန်းခွင်အတွင်းတွေမှာပြောဆိုသမျှတွေအောင်မြင်မယ်ဩဇာတက်ကိမ့်မယ်မိမိတို့ပြောတာတွေအရာရောက်၍ထူးထူးခြားခြားအစဉ်ပြေအောင်မြင်မှုတွေလည်းတွေ့ကြုံရရှိလာပါလိမ့်မယ်နောက်တစ်ချက်ပြောချင်တာကတော့ဤနေ့တစ်နေ့တာအတွင်းမှာဇာတာရှင်များအနေဖြင့်လက်လာပါလေဒီကောင်လည်းအဖက်ဖက်ကအပွင့်လန်းကောင်းလေးတွေဖြစ်ပေါ်ရရှိလိမ့်အောင်မယ်မြေတို့ဖုံးတို့တန်ဖိုးရှိပစ္စည်းတွေဝင်ကိန်းတွေရှိပါတယ်ရည်ရွယ်ထားတဲ့သူတွေအတွက်ဆိုရင်အဲ့ဒီမြေတို့ဖုံးတို့ဝင်လာခြင်းတွေကြုံရပါလိမ့်မယ်ထိုအရာတွေဒီကောင်းသောဝင်ရောက်ခြင်းမျိုးတွေဖြစ်ပါတယ်မိမိကိုကူညီမဆားမဲ့သူတွေမိမိရဲ့အခက်အခဲတွေကိုပြေလည်အောင်ပံ့ပိုးပေးမဲ့သူတွေနဲ့လည်းတွေ့ကြုံရရှိလာပါလိမ့်မယ်ဇာတာရှင်များအနေဖြင့်ဤကောဇာတက္ကရာ1388ခုနှစ်တနှစ်တာအတွင်းမှာဆိုရင်မိတ်ဆွေတို့အနေဖြင့်မိမိတို့ရဲ့ဘဝအတွက်စမ်းသစ်ပြီးတော့အသုံးဝင်တဲ့ပညာရက်တွေတုဒ္ဒဖြစ်ဖွယ်ကိစ္စရက်တွေလေးလာခွင့်တွေကြားနာခွင့်တွေသင်ယူရတာမျိုးတွေလည်းကြုံတွေ့ဖြစ်ပေါ်လာပေလိမ့်မယ်အဖက်ဖက်ကအကူအညီအထောက်ပံ့ကောင်းတွေကလည်းအနီးအပါးမှာအသစ်ရှိနေတယ်ဆိုသလိုပဲမမျော်လင့်မဲနဲ့ထိုပုဂ္ဂိုလ်တွေကလည်းမဆာမှုတွေပံ့ပိုးပေးပါလိမ့်မယ်မရောက်ဘူးတဲ့အရက်ဒေတာတွေကိုလည်းတွားရောက်လဲပတ်ရတာမျိုးတွေတွားရောက်ရတာမျိုးတွေကောင်းစွာပေါ်ပေါက်လာပါလိမ့်မယ်ဇာတာရှင်များအနေဖြင့်ရွှေတဲ့ပစ္စည်းတွေရင်ရန်နေရာတွေလဲရမြေတွေဒါတွေဝင်ကိန်းတွေရှိပါတယ်လက်ရှိလောက်ကင်နေတဲ့လုပ်ငန်းကိုင်ငန်းတွေကလည်းခါတိုင်းနဲ့မတူဘူးထူးထူးခြားခြားပုံမတိုးတက်အောင်မြင်မှုတွေလည်းဤနှစ်ထဲမှာတွေ့ကြုံရရှိလာပါလိမ့်မယ်တနေ့တကြီးကပုံကိုယ်တွေနဲ့ဆက်သွယ်ကောင်းတွေရရှိမယ်ဂျိုဆက်သွယ်ကောင်းတွေကအကျိုးမြတ်ဖြစ်เสียကောင်းတွေအဖြစ်ဖန်တီးပြောင်းလဲရရှိသွားတာမျိုးတွေလည်းတွေ့ကြုံရရှိလာပါလိမ့်မယ်တောင်းကြနေဘဝမိတ်ဆွေများအနေဖြင့်ဤနှစ်တစ်နှစ်သာတွင်မှာဆိုရင်ကိုယ့်ရဲ့ဘိုးဘွားမိဘတွေအမိအဖတွေလုပ်ငန်းဝင်တွေကဆိုရင်လည်းအထက်လူကြီးတွေဆရာသမားတွေရဲ့မဆာမှုတွေကိုလည်းတေချာပေါက်ရရှိအောင်မဲ့ကာလာလည်းဖြစ်ပါတယ်ဗျာတခုသတိပြုဖို့ကတော့ဒီနှစ်ကာလာလေးမှာပြောချင်တာကတော့မိမိရဲ့ဒေါသစိတ်ကလေးကိုထိမ့်သိမ်းပါလို့အကြံလေးပေးချင်ပါတယ်အဲ့တော့အဲ့ဒီဒေါသတရားလေးကမိမိရဲ့အောင်မြင်မှုလမ်းကြောင်းလေးတွေမှာလာပြီးတော့အဟံအတားလေးအဖြစ်ပိတ်ဆို့နေတတ်ပါတယ်ဒါကြောင့်ဒီနှစ်ထဲမှာအတက်နိုင်ဆုံးဒေါသတရားလေးတွေထိမ့်ချုပ်ပြီးတော့နေထိုင်ပြုမှုလောက်ကင်သွားမယ်ဆိုရင်ထင်ထင်ရှားရှားအကျိုးပေးတွေရရှိအောင်မဲ့ကာလနှစ်တစ်နှစ်ကိုပိုင်ဆိုင်ရရှိပါလိမ့်အောင်မဲ့ခင်ဗျာနောက်တဲ့တစ်ပတ်ပြောချင်တာကတောက်ကြနေဘဝမိတ်ဆွေတွေကိုဒီနေ့ထဲမှာအဓိကပြောချင်တာကမိမိတို့လောက်ကင်နေသောလုပ်ငန်းကိုင်ငန်းတွေနဲ့စီးပွားရေးတွေကိုရောရှက်ပြီးတော့တွဲဖက်ပြီးတော့လောက်ကင်ဆောင်ရွက်သွားမယ်ဆိုရင်ဤနှစ်တစ်နှစ်ပြီးရင်နောင်လာမဲ့ကာလတွေမှာလဲထူးခြားသောဒီထက်မကအောင်မြင်မှုတွေကိုပိုင်ဆိုင်အောင်မယ်ဆိုတဲ့ရှေ့ပြေးအနာဂတ်တွေကိုလည်းတွေ့မြင်နေရပါတယ်ဗျာဒါကြောင့်ဘာသာရေးအဋ္ဌံလေးတွေကိုလည်းမိမိရဲ့လုပ်ငန်းတွေနဲ့လုပ်ငန်းတွေဘလောက်ပဲအလုပ်တွေရှုပ်နေမိမိရဲ့ဒီကိစ္စရက်ကလေးတွေကိုလည်းတွဲဖက်လုပ်ကင်သွားတင်ပါတယ်လို့ကျွန်တော်အနေနဲ့အကြံပြုဟောပြောလိုပါတယ်ခင်ဗျာဇာတာရှင်များအနေဖြင့်ဤကောဇာတက္ကရာ1388ခုနှစ်တနှစ်တာကာလအတွင်းမှာဆိုရင်မိတ်ဆွေများအနေဖြင့်မြေကိစ္စဖုံးကိစ္စအမွေကိစ္စရက်တွေမြေယာနဲ့ပတ်သက်တဲ့အကျိုးဆောင်လုပ်ငန်းမျိုးတွေမြေအယောင်းဝယ်လုပ်ငန်းမျိုးတွေမုံမျိုးစုံအယောင်းဝယ်လုပ်ငန်းလုပ်ကိုင်တဲ့အဝယ်တိုင်းလုပ်ငန်းမျိုးတွေရောင်းဝယ်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေပဲမျိုးစုံအယောင်းဝယ်လုပ်ငန်းပွဲရုံလုပ်ငန်းမျိုးတွေ
model agency လုပ်ငန်းမျိုးတွေမုတ်တိုက်တွေပေါင်မုတ်လုပ်ငန်းမျိုးတွေ passport visa လုပ်ငန်းမျိုးတွေကိစ္စရပ်မျိုးတွေနိုင်ငံခြားခရီးသွားဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းမျိုးတွေနိုင်ငံခြားခရီးထွက်ခွာခြင်းဆိုင်ရာကိစ္စရပ်တွေလုပ်ငန်းမျိုးတွေဓာတ်ဆီဒီဇယ်ဓာတ်သတ္ထုရေနံနဲ့တွင်းထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းမျိုးတွေအဝတ်အထည်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေအဝတ်အထည်ရောင်းဝယ်တိုးလောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေအထည်အလိပ်လုပ်ငန်းမျိုးတွေအထည်ချုပ်စက်ရုံလုပ်ငန်းမျိုးတွေဓာတ်ငွေမျိုးစုံအရောင်းဝယ်လုပ်ငန်းမျိုးတွေဓာတ်ငွေမျိုးစုံမှာယူတင်သွင်းဖြန့်ဖြူးခြင်းရောင်းချခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေထီလုပ်ငန်းလောင်းကစားလုပ်ငန်းမျိုးတွေလောင်းကစားတိုင်းလုပ်ငန်းမျိုးတွေစသည့်ကိစ္စရပ်တွေစသည့်လုပ်ငန်းမျိုးတွေနဲ့လုပ်ကိုင်ဆောင်ရွက်နေကြသောတောက်ကြနေဘဝမိတ်ဆွေများဆိုလျင်ဤနှစ်ကာလတွေအတွင်းမှာထိုသို့သောလုပ်ငန်းတွေထိုကိစ္စရပ်မျိုးတွေနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားငွေအဝင်ပိုလာတာမျိုးတွေလုပ်ငန်းတွေအဆင်ပြေတိုးတက်ကောင်းမွန်လာတာမျိုးတွေလည်းမိတ်ဆွေများအနေဖြင့်ဖြစ်ပေါ်ရရှိလာပေလိမ့်မည်တောက်ကြနေဘဝဇာတာရှင်မိတ်ဆွေများကိုဒီနေ့တစ်နှစ်သာအတွင်းမှာအကြံပေးခြင်းတာကမိတ်ဆွေတွေရဲ့ကောစာချုပ်ရက်တီချက်တွေစန္ဒီယာဂျိုအနေထားတွေနဲ့ဆိုလာစစ်စတမ်လို့ခေါ်တဲ့နေဆက်ကြောင်တာဂျိုတွေရဲ့ရက်တီချက်တွေကိုတိုင်းတာဝေဖန်ကြည့်ခြင်းအပြင်ဇာတာရှင်များအနေဖြင့်ဒီနေ့တစ်နှစ်သာအတွင်းမှာဆိုရင်နေယုံလဝါကောင်လတော်တလင်းလတပေါင်းလထိုကာလတွေအတွင်းမှာမိမိတို့ဆောင်ရွက်ရာကိစ္စရပ်တွေလုပ်ငန်းဆောင်တာကိစ္စရပ်တွေပေါ်မှာအမာယုံလေးတွေလဲအောင်တတိနဲ့ဆင်ခြင်းဉာဏ်လေးနဲ့ရှင်ပြီးတော့တွဲဖက်လုပ်ကင်ဆောင်ရွက်သွားတင်ပါတယ်လို့အကြံလေးပြုလိုပါတယ်ခင်ဗျာထိုကာလအပိုင်းခြားတွေအတွင်းမှာဆိုရင်မိတ်ဆွေများအနေဖြင့်ဒေါသကြောင့်ခိုက်ရန်ဖြစ်เสียရလေးတွေမကြာခဏဆိုသလိုကြုံတွေ့ရအကိန်းလေးတွေဖြစ်ပေါ်လာတတ်တဲ့ဒေါသထွက်เสียရရက်ကလေးတွေလည်းထပ်တလဲလဲပေါ်ပေါက်လာတတ်ပါတယ်ဥစ္စာဒနာလေးတွေပစ္စည်းဥစ္စာလေးတွေငွေကြေးပတ်စံတွေမိမိတို့ထံကိုဝင်ရောက်လာပြီးမှမတည်မြဲဘူးပြန်လည်ပြီးတော့ထွက်ခွာသွားတာမျိုးလေးတွေပြန်လည်ဆုံးရှုံးเสียရလေးတွေဖြစ်တတ်သောကြောင့်သတိနဲ့ကင်တွေပါသတိနဲ့လောက်ကင်ပါသတိနဲ့သုံးဆွဲပါလို့အကြံလေးပေးခြင်းပါတယ်အဲ့တော့မိမိတို့အနေဖြင့်တောက်ကြသားသမီးများအနေဖြင့်ထိုလအပိုင်းခြားတွေအတွင်းမှာဆိုရင်အလုံးနေရာတွေပြောင်းလဲလောက်ကင်ရခြင်းတွေနေရာဌာနတွေအပြောင်းအရွှေ့တွေပေါ်တာမျိုးတွေကြုံတွေ့ရကိန်းတွေကြုံမြဲမိမိကျင်လည်ရာပတ်ဝန်းကျင်အတွင်းမှာဆိုရင်လဲလုပ်ငန်းဆိုရင်လဲလုပ်ငန်းကံရမ်းတွေပတ်ဝန်းကျင်အတွင်းမှာအိမ်မှာဆိုရင်လဲအိမ်ပတ်ဝန်းကျင်အတွင်းမှာအလိုလိုနေရင်လည်းမိမိကိုမလိုမုန်းထားမနာလိုတဲ့သူတွေပေါ်ပေါက်တတ်တယ်မိမိနဲ့တူရှင်ပြိုင်ဖက်အဲ့လိုပုံကူမျိုးတွေလည်းပေါ်ပေါက်တတ်သောကြောင့်သတိရှိပါလို့အကြံလေးပေးခြင်းပါတယ်မကောင်းတဲ့အကြောင်းတရားလေးတွေဖြစ်ပေါ်လာတော့မယ်ဆိုရင်မိတ်ဆွေတွေကိုနမိတ်ကလေးတစ်ခုပေးလိုက်မယ်ဘယ်လိုနမိတ်ကလေးလဲဆိုရင်ဇာတာရှင်တို့ရဲ့သွားတွေတဖုံးတွေနာတာကျင်တာမျိုးတွေသွားကျိုးတာမျိုးတွေတဖုံးရောင်တာမျိုးတွေသွားကြိုက်တာမျိုးတွေနှကန်းတွေပါဇက်တွေလဲချောင်းတွေအပူနာပေါက်တာမျိုးတွေလဲချောင်းနာတာမျိုးတွေထို့သောနမိတ်ကလေးတွေပေါ့ထို့သောအခြေအနေလေးတွေဖြစ်လာခဲ့ပြီဆိုရင်မကောင်းတဲ့အကြောင်းတွေဖြစ်ပေါ်တော့မယ်ဆိုတဲ့ရှေ့ပြေးနမိတ်ဖြစ်သောကြောင့်ထိုလအပိုင်းခြားလေးတွေအတွင်းမှာထိုအရာလေးတွေဖြစ်ပေါ်ခဲ့ပြီဆိုရင်အထူးဂရုစိုက်နေပါလို့အကြံလေးပေးလိုပါတယ်နောက်တစ်ချက်ပြောချင်တာကတော့အတက်နိုင်ဆုံးလေးတွေပြဿနာမတက်အောင်ထိုကာလာလေးတွေအတွင်းမှာနေထိုင်ပြုမှုပေးရပါမယ်ဘိုးဘွားမိဘတွေအထက်လူကြီးတွေနဲ့ပတ်သက်ပြီးတော့ခံပြင်းစရာမကျေနပ်စရာတွေဖြစ်ပေါ်တတ်တဲ့ရွှေတဲ့ပစ္စည်းတွေနဲ့ပတ်သက်သောကိစ္စသားသမီးတွေနဲ့ပတ်သက်သောကိစ္စမိမိတို့ဆောင်ရွက်နေသောလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်သောကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ပူပင်စရာတွေလည်းဖြစ်ပေါ်လာတတ်တဲ့ကာလအပိုင်းခြားတွေလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဇာတာရှင်များအနေဖြင့်ထိုကာလတွေအတွင်းမှာအဓိကပြောချင်တာကတော့မုတ်ဆိုးဘိုတစ်ခုလက်နှောက်ယှက်ခံရကိန်းလေးတွေပေါ်တတ်တယ်ထိုပုံကိုယ်တွေနဲ့လက်တွဲလုပ်ငန်းတွေလုပ်ကင်ထားတဲ့သူတွေဆိုရင်လည်းတတိလေးနဲ့လုပ်ကင်သင့်ပါတယ်ထိုသုံးသောပုံကိုယ်မျိုးတွေနဲ့လက်တွဲလုပ်ကင်သောမိတ်ဆွေများရှိနေတယ်ဆိုရင်လည်းတတိလေးနဲ့လုပ်ကင်သင့်ပါတယ်အိုးပစ်အိမ်ပစ်ခရီးသွားရတာမျိုးတွေထိုကာလမှာရုတ်တရက်ဖြစ်ပေါ်လာတတ်ပါတယ်မိသားစုနဲ့ခွဲခွာစရာကိစ္စရက်ကလေးတွေပေါ်လာတတ်ပါတယ်အထူးဂရုစိုက်ပါရံဖန်ရံကအဲ့ဒီကာလာလေးတွေအတွင်းမှာဇာတာရှင်များအနေဖြင့်အိမ်မှာအလုံးမှာနေရလုံးရတာကိုစိတ်ကုန်နေတာမျိုးတွေစိတ်တွေညစ်နေရတာမျိုးလေးတွေအဲ့ဒီလာတွေမှာဖြစ်ပေါ်လာတတ်သောကြောင့်
အစအစအရာရာလေးအထူးဂရုစိုက်ပါလို့အကြံလေးပေးခြင်းနဲ့တောက်ကြနေပေါ်မိတ်ဆွေများကိုအထူးသတိပေးခြင်းတာကတော့တောက်ကြနေပေါ်မိတ်ဆွေများထဲမှာတချို့သောတောက်ကြနေပေါ်မိတ်ဆွေတွေပေါ့အိုးအိမ်အသစ်ဆောက်လုပ်တာမျိုးတွေရှိပြီးသားအိုးအိမ်တွေပြုပြင်ပြင်ဆင်တာမျိုးတွေအိုးအိမ်အသစ်တွေဝယ်ယူတာမျိုးတွေအဲ့လိုမျိုးကိစ္စရပ်မျိုးတွေမှာငွေကြေးရင်းနှီးမြှုပ်နှံအသုံးချတာမျိုးတွေကိုသတိနဲ့ဆောင်ရွက်လုပ်ကင်ပါလို့ကျွန်တော်အနေနဲ့အကြံလေးပြုလိုပါတယ်ခင်ဗျာဒါကြောင့်တောက်ကြနေပေါ်မိတ်ဆွေများအနေဖြင့်ထိုလအပိုင်းခြားတွေအတွင်းမှာထို့သောအရာမျိုးတွေအပေါ်မှာအတတ်နိုင်ဆုံးသတိလေးနဲ့ရှင်းဉာဏ်လေးနဲ့ဆင်ခြင်ပြီးတော့ပြုမှုနေထိုင်လုပ်ကင်သွားပါလို့အကြံလေးပေးဟောပြောလိုက်ပါတယ်အဲ့တော့တောက်ကြနေပွားဇာတာရှင်မိတ်ဆွေများအနေဖြင့်ငယ်ရွယ်သူများအနေဖြင့်အခြေရင်းနဲ့ပတ်သက်ပြီးတော့ရည်စားလူဥနုကျွဲခတ်ဆိုသလိုအသေးခွဲဖို့တွေအကြောင်းပေါ်ပေါက်လာတတ်ပါတယ်ခြေရသူကပြစ်ခွာသွားတာမျိုးတွေကြောင့်စိတ်ညစ်စရာတွေတောကရောက်တာမျိုးတွေနှလုံးသားထဲမှာရတံမအေးတာမျိုးတွေပေါ်ပေါက်လာတတ်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်အိမ်တော်တွေများအဖို့အဓိကပြောချင်တာကတော့အိမ်တော်တွေများအဖို့အိမ်နည်းတွေနဲ့ပတ်သက်ပြီးတော့လူကြီးမိဘတွေနဲ့အစင်မပြေဖြစ်ရတာမျိုးတွေကြုံမယ်မိသားစုတွေနဲ့ပတ်သက်ပြီးတော့ပဏိပခဖြစ်စရာလေးတွေပေါ်ပေါက်တတ်တယ်နောက်တစ်ဖန်မိမိအိမ်တော်ဘက်ပေါ်ကိုစိတ်ကုံရတာမျိုးလေးတွေလည်းရံဖန်ရံခါကြုံတွေ့တတ်ရပါတယ်ဗျာအဲ့တော့ကျမ်းမာရေးအနေနဲ့အဓိကအားဖြင့်ပြောချင်တာကတောက်ကြနေဝမိတ်ဆွေများထဲမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဤကာလတွေအတွင်းမှာသွေးအားနေတဲ့ယောဂမျိုးတွေဖြစ်ပေါ်ခံစားရတတ်တယ်နောက်တစ်ချက်အထိုင်အထမူးမော်တာမျိုးတွေစီးသွားရင်စီးကျင်တာစီးအောင်တာစီးအယောင်ပြောင်းတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်အမျိုးသမီးတွေအနေဖြင့်အမျိုးသမီးကျမ်းမာရေးလေးတွေဂရုစိုက်ပါအမျိုးသမီးကျမ်းမာရေးလေးတွေညံ့တတ်ပါတယ်ဒါလေးတွေဖြစ်ပေါ်ခံစားရတတ်ပါတယ်အဲ့ဒီအချက်ကလေးတွေသတိရှိပါလို့အကြံလေးပေးခြင်းပါတယ်ခင်ဗျာအဲ့တော့တောက်ကြနေဘဇာတာရှင်မိတ်ဆွေများအနေဖြင့်တနှစ်သာလုံးမှာကောင်းကျိုးချမ်းသာတွေရရှိအောင်မကောင်းသောဘေးရန်တွေကင်းရှင်းပပျောက်တတ်တာအောင်လို့တနေ့လုံးလုပ်ငန်းတွေစီးပွားရေးတွေလက်လာပါတွေအထူးပွင့်လန်းအောင်လို့ဆောင်ရွက်တဲ့ရရာလေးကိုအကြံလေးပေးလိုပါတယ်ခင်ဗျာအဲ့တော့ဆောင်ရွက်ပေးရမယ့်ရရာလေးကတော့ကျွန်တော်တို့ဂျာတာပရိနေ့တိုင်းလေးပေါ့မိမိတို့ရဲ့နေအိမ်ဖျားမှာနွားနိုလေးတစ်ခွက်မုံမြက်နဲ့ကတ်လူလှူဒန်းပေးပါဂျာတာပရိနေ့တိုင်းလေးနွားနိုတစ်ခွက်လှူဒန်းပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကလှူဒန်းဒါနာပြုလိုရာစုလေးတောင်းပါတနေ့တာလုံးဂျာတာပရိနေ့နဲ့ကိုက်ညီပြီးတော့ကတ်နိုင်ရင်တော့ပိုးပြီးတော့ကောင်းပါတယ်ဂျာတာပရိနေ့မနက်10 နာရီမကြော်ခင်ပေါ့ဗျာ10 နာရီနောက်ပိုင်းအတွင်းလေးပေါ့အဲ့ဒီအချိန်လေးမှာအစဉ်ပြေတဲ့အဲ့ဒီ10 နာရီနောက်မကြော်ခင်အတွင်းလေးမှာနွားနိုလေးတစ်ခွက်ဂျာတာပရိနေ့တိုင်းလေးပုံမှန်ကတ်လူပေးပါကောင်းခြင်းကံတွေရရှိလာပါလိမ့်မယ်အဲ့တော့ပြုလုပ်ဖို့ခက်ခဲတဲ့သူတွေနောက်တစ်ချက်ဆောင်ရွက်ဖို့အတွက်ခက်ခဲနေတဲ့သူတွေဆိုရင်ကျွန်တော်တို့စနေနေ့မနက်ပိုင်းလေးပေါ့စနေနေ့မနက်ပိုင်းလေးမှာမနက်12 နာရီမကြော်ခင်ပေါ့အတွင်းလေးပေါ့အဲ့ဒီမနက်ပိုင်းအချိန်အတွင်းလေးမှာဈေးထဲမှာ90တွေရှိရမသေးသေးတဲ့ငါးလေးတွေကိုမနက်ကောင်းရအတက်နိုင်ဆုံးလေးရှားဝဲမယ်ဝဲပြီးတော့အဲ့ဒီငါးလေးတွေကိုရေစီးတန်တဲ့ရေရှင်တွေမှာသွားရောက်ပြီးတော့လွတ်လိုက်ပါအတက်ကလေးတွေကိုအသက်ရှည်ပါသေးကျမ်းမာပါသေးဆိုပြီးတော့ပြောဆိုပြီးတော့လိုရာကိစ္စလေးတွေအောင်မြင်အောင်ပြောဆိုပြီးဆူတောင်းပြီးတော့လွတ်လိုက်ပါငါလွတ်တဲ့ရရလေးပြုတ်လုပ်ပေးပါမိတ်ဆွေများထူးထူးခြားခြားအစဉ်ပြေအောင်မြင်ခြင်းလေးတွေအခက်အခဲဘေးကျက်နံကျက်ဖြစ်နေတာမျိုးလေးတွေအားလုံးအစဉ်ပြေချောမွေ့သွားပါလိမ့်မယ်ယုံကြည်ကြည်လေးလေးနက်နက်ကလေးဆောင်ရွက်ခြင်းဖြင့်မိမိတို့ရဲ့ဘဝကံဇာတာအနေထားလေးတွေကိုဤရရနီးလေးတွေနဲ့မြင့်တင်ပါလို့အကြံပြု၍ဟောပြောလိုက်ပါတယ်ခင်ဗျာအဲ့တော့တောက်ကြနေပွားဇာတာရှင်မိတ်ဆွေများထဲမှာညီငယ်ညီမငယ်မောင်ငယ်နှမငယ်တွေကိုကျွန်တော်အနေနဲ့အကူအညီလေးပြု၍
ဤတစ်နှစ်မှာအကူအညီလေးပြုပေးလိုပါတယ်တက္ကသိုလ်ဝန်ထမ်းစာဝေးပွဲဖြည့်ဆို့နေတဲ့ညီငယ်ညီမငယ်မောင်ငယ်နှမငယ်တွေအနေဖြင့်မိမိတို့ရဲ့စာဝေးပွဲဤရလက်အခြေအနေလေးတွေကံအကြောင်းတရားလေးတွေကိုသိရှိခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel ရဲ့ comment မှာမိမိတို့ရဲ့ဖွာဇာတာခုနှစ်တက္ကရာမိမိတို့ရဲ့မွေးဖွားရဇာတိမျိုးနဲ့မွေးချိန်လေးကို comment မှာရေးသားပြီးတော့မိမိတို့ရဲ့ဖုန်းနံပါတ်ပါအပါဝင်ရေးသားပြီးတော့ comment မှာရေးသားပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်အနေနဲ့ဖော်ပြပါဖုန်းနံပါတ်တွေကိုပြန်လဲဆက်သွယ်ပြီးတော့ဟောပြောပေးသွားမှာမေတ္တာဖြင့်ကူညီပေးသွားမှာဖြစ်ပါတယ်ဗျာအဲ့တော့ဤ channel လေးကိုလည်းမိမိတို့လိုတခြားသောသူတွေသိရှိအောင်ကုသိုလ်စိတ်ကလေးနဲ့စေတနာလေးထားပြီးတော့ကုသိုလ်စိတ်ကလေးနဲ့ဝေမျှပေးခြင်းဖြင့်ကုသိုလ်ယူကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအဲ့တော့ဆရာပြည်ငြိမ်းချမ်းထံမှာဘေဒီမေးမြန်းလို့သောမိတ်ဆွေများအနေဖြင့်ဖုန်းနံပါတ်399603 2961သို့ဆက်သွယ်၍မေးမြန်းနိုင်တယ်လို့ထိုဖုန်းနံပါတ်ဖြင့်လည်း Viber နံပါတ်ဖြစ်ပါတယ် Viber ကနေလည်းရက်ဝေးကပုံကိုယ်တွေအနေနဲ့မေးမြန်းနိုင်ပါတယ်ခင်ဗျာဟောကန်ကိုနေအိမ်ဟောကန်ကိုလာရောက်၍မေးလိုပါကလည်းထိုဖုန်းနံပါတ်ကိုဆက်သွယ်၍ရက်ချင်းလေးတောင်းနိုင်ပါတယ်ခင်ဗျာနေအိမ်ဟောကန်ကတော့ကျွန်တော်တို့ပြည်မြို့ခေတ္တရာမြို့သစ်6လမ်း6ကွက်ဖြစ်ပါတယ်အဲ့ဒီမှာနေအိမ်ဟောကန်ဖွင့်ထားပါတယ်ခင်ဗျာလာရောက်မေးမြန်းခြင်းတော့သူများမေးမြန်းနိုင်ပါတယ်ဒါကြောင့်ဒီတစ်နှစ်တာအတွင်းမှာအောက်ကြနေဝမိတ်ဆွေများအနေဖြင့်မကောင်းသောဘေးမကောင်းသောရန်ဆွဲမကောင်းသောဂျိုစည်းဂျိုနှင်းမကောင်းသောဂျိုမြင်ဂျိုရှင်မကောင်းသောဓာတ်တာအညံဆိုးတွေဟူသမျှအားလုံးအလုံးစုံကင်းရှင်းပပျောက်ပါစေမိတ်ဆွေတွေလောက်ကင်နေကြသောလှုပ်စီးပွားကင်စီးပွားတွေတနေ့တခြားတိုးပါစေပွားပါစေအောင်ပါစေလှုပ်စီးပွားကင်စီးပွားတွေတနေ့တခြားတိုးစေပွားစေအောင်၍ကြက်ကြီးသုံးပါးကကြော်လွှမ်းလွတ်မြောက်အောင်နိုင်ကြပြီးတော့မိသားစုတွေဇာတာရှင်တွေအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့တလုံးတဝပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ